လုံးဝလမ်းနဲ့ဒီမှာချင်းအောင်ကြီးအမိုက်တောင်းကြနေပဲဒီလောက်အကြီးပဲနော်ဒီကောင်နာမည်ရွှေလိုက်အောင်ဖောက်ကြည့်မယ်ဘာတွေပေါက်မလဲပေါ့နော်တွန်းချလိုက်မယ်ပေါက်တဲ့ဟာတွေကိုဒီရဲထည့်မယ်မတင်ထားမယ်ကဲစပြီးတော့ဖောက်စပြီးဖောက်တော့ဘာပေါက်ငါနဲ့လိုက်ဖို့အတွက်အေးအောင်စပြီးပေါက်ပြီဒီမှာကလစ်ဆိုညက်ပြမယ်ရောကလစ်ကအပြတ်အောင်ဆိုတော့ပြောင်းကဲဒါလေးအောင်လက်ပတ်ရောကဲအေးအောင်ရေးပေါက်တာပတ်စံအေးအောင်ရေး900နဲ့ပေါက်ပြီဒီမှာ900စားပေါက်ပြီနော်ချင်းအောင်နဲ့ထည့်မယ်မရတော့အများကြီးပဲအေးအောင်ထပ်ပေါက်တယ်ရှိုးလိုက်လက်ကတော့အဲ့ဒါမြန်သွက်နောက်ထပ်900ကဲဒါကတော့ပုံနေပါပုံနေတော့ဒီလေးထည့်ထားမှာဖယ်ထားမယ်ကဲဒါရဒါကကြတော့ခေါင်းစည်းကြိုးလေးတွေဒီမှာခေါင်းစည်းကြိုးအကြည့်အောင်လေးတွေမစိုးဘူးလားအဲ့ဒါကြီးကမြန်အထူးကြီးပဲဘာကြီးလဲမသိကဲဖောက်ကြည့်လိုက်မယ်ကွာဖောက်ကြည့်မှသိအောင်အေးအောင်ရေးလက်ပတ်ကြိုးဒီမှာလက်ပတ်လေးနဲ့မတက်လိုက်မယ်မတော်ဘူးမတော်လဲတက်ကကဲမကျန်လုံးဝလက်ပတ်ကြိုးလေးနော်လုံးဝလမ်းသွားပြီဗီဒီယိုရိုင်းတက်လန်းနဲ့ပြည့်စုံသွားတာသူကလည်းသူဒါလေးကဘာလေးလေကြောက်ကြီးခေါင်းစည်းခွင်းလေးလက်ခက်လေးမှာဆွတ်လိုက်မယ်ဒါလေးလည်းမစိုးဘူးသူကလည်းသူတော့လှနေတပါကြီးလေတကြားလုံးတော့တစ်ခါတည်းဖောက်သားပလိုက်ကိုချင်းတကြားလုံးလေးစိုးကောင်းတယ်ပုံကြီးရောပုံမဲမကြိုက်ဘူးဒါကြတော့ဒီမှာလိပ်ပုံစံဝက်စီလေးကြည့်လိုက်အောင်လိပ်ကောင်းမှုတ်ရမှာငါစင်းကြီးညာလိပ်ကောင်းကြီးမှလည်းကားတာဝက်စီကလိပ်ကောင်းမှုတ်ရသိပြေမနေဟောနောက်တစ်ခုကလစ်တဲ့ထမ်းညက်ပြနေပဲဒီမှာကဲလုံးဝလမ်းနေပြီဒီချက်ထက်လမ်းဖို့ပဲကျန်တော့အဲ့အောင်ရေလမ်းဖို့ပဲရှိတယ်1000နိုင်ပေါက်လာတယ်ကျန်2000ရှိသွားပြီနော်ကဲဒါရတော့ဗလာပါကွာပုံကြီးကြိုက်ပုံကတော့မကြိုက်ဘူးကလစ်လေးဆိုမစိုးတခြားလောက်တော့တစ်လုံးကဲတတ်ကြည့်လိုက်ရှုပ်လို့ဟာခေါင်းစည်းကွင်းနေဟာပေါက်သွားလွတ်ပလိုက်လွတ်ပြသူပြောသွားကြော်ရရှုပ်ရက်တွေခံပုံဒါပါလဲမသိနည်းနည်းတော့ကြီးတယ်မလီဟောလက်ပတ်ပဲဒီမှာပဲထပ်ပတ်လိုက်မယ်နော်ဟိုစောက်ကြီးကြနေရှုပ်ရက်တွေခံနောက်တစ်ကြားလုံးမစားတော့ဘူးကွာအာကောင်တွေလည်းပူနေပူချင်းနေခေါင်းစည်းကွင်းလေးတွေပေါက်တာပါဒီမှာရေးထည့်လိုက်3ခုပဲကြံတော့တယ်ဘာတွေပေါက်နေမသိပတ်စံလေးပါထပ်ပေါက်အောင်3ခုပဲအေးအောင်ရေးပြောရင်းဆိုရင်လည်းပတ်စံပေါက်ပြီ900တန်အောင်ကြည့်လိုက်ဒီမှာချိန်နေလောက်ကြပါအောင်ပြဲသွားမလားမသိပြီးကြမှာအေးစစ်ဖြုတ်လိုက်တော့မယ်ဒီမှာ900ပေါက်ပါတယ်